မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဖတ်ပြမယ့်အကြောင်းအရာကတော့စာရေးဆရာမဒေါ်ဝင်းမြင့်နန်းတော်ရှိရဲ့ထို့ကြောင့်ဝတ္ထုလိုစာအုပ်ထဲမှာထို့ကြောင့်အမှတ်5ကိုဖတ်ပြမှာဖြစ်ပါတယ် The Reader Channel ကနေစာရေးဆရာများရဲ့ရသစာပေဝတ္ထုလိုတွေကိုအဓိကထားဖတ်ပြပေးနေတာမို့နားထောင်ခြင်းဖြင့်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာငါတို့ဖြစ်တော့လက်လန်နေဟူသောဂုံကြီးပြတ်ချီကျူးစကားများဖြင့်ကျမ၏ငင်းမရသောတငယ်ချင်းများကသူ့တူမကိုလာအပ်သည်မကောင်းကြောင်းပူတွေကိုငင်းငွေမရှိခဲ့သောကျမဘဝမှာဘိုးစားခင်သည်လိတ်လာပွဲကောင်းသောအဆက်တစ်စက်ကလေးဖြစ်ခဲ့ရပါသည်သူဘယ်အချိန်ပြုံးလိုက်မလဲဟုစောင့်ကြည့်နေမိသည်ပင်အလုပ်တစ်ခုလိုဖြစ်နေသောကြောင့်ကျမမှာစာသင်ရတာတောင်မဖြောင့်တော့သလိုဖြစ်နေသည်နှက်ခမ်းနှလွားကိုတင်းစိတ်ထားပြီးလေတိုင်းတောင့်ခမမတ်နှင့်ဆက်ရုပ်လိုကောင်းမလေးမှာအယောင်အမျိုးမျိုးပြောင်းလဲတတ်သောမျက်ဝန်းတစ်စုံသာတက်ဝင်လှူရှားနေသည်စမိတ်ဝဲတိုင်းမှာအဆင့်တစ်ရလိရှိတော်လေမိဘကချမ်းသာကြွယ်ဝတော်လေသူ့အနီးဝန်းကျင်ကအလိုလိုက်ကြိုက်ဆောင်ပေးကြတော့လေသူ့ဟန်ပန်အမူအရာကအလိုမပြေအမူအရာမချူသောသူထိုမင်းကလေးကိုလည်းကျမ၏လုပ်ငန်းပေါ်ဆရာမများကအလိုမကျကျမအတွက်တော့သူကလေးသည်စိတ်ဝင်စားပွဲထို့ကြောင့်အဆက်ကလေးတစ်ဆက်ဖြစ်ပါသည်မရိုင်းလုံးလို့ဟဲ့နင်ဟာနင်ပြုတ်ဖုတ်ကြောလှုပ်ချင်တာလှုပ်ပါစတောင်မတော်ရင်နေပါစေလူလိုသူလိုတီးတဲ့နားလည်ရင်တော့ပါပြီငါတို့ဖြစ်တော့လက်လန်နေဟူသောဂုံကြီးပြချီကျူးစကားများဖြင့်ကျမ၏ငင်းမရသောတငယ်ချင်းများကသူ့တူမကိုလာအပ်သည်မကောင်းကြောင်းပူတွေကိုငင်းခွင့်မရှိခဲ့သောကျမဘဝမှာပူဇာခင်သည်လေးလာပွဲကောင်းသောအဆက်ကလေးတစ်ဆက်ဖြစ်ခဲ့ရပါသည်တမန်မဟုတ်သောကလေးတချို့၏ဖြစ်စဉ်ကိုတစ်ခါတလေမှာနောက်ကျောင်းသမိုင်းစီသို့ဘလောက်ပင်ဝေးလိုက်ပြီးခြေရကောက်တော်လဲလူကျင်သောအဖြေကိုမရတဲ့ဘိုးစားခင်ဤမျိုးရိုးဇာတိသမိုင်းကောင်းမှုကတော့နှစ်ဖက်ဘိုးဝါမိဘတွေအကြောင်းဘာမှအဖြစ်ဆိုပွဲမရှိအထူးသဖြင့်ဘိုးစားခင်ဤအတော်ကျမ၏တငယ်ချင်းဆိုလျင်သူ့ဝင်းကျင်တခွင်၌လူချစ်လူခင်ပေါ်များလှသူဖြစ်သည်ဘိုးစားခင်ကတော့သတိပြုရလောက်အောင်ပင်ရံများလှသူဖြစ်လေသည်သူတို့အိမ်သားလေးကမူလာရန်ကျောင်းကလေးမှာလေးရန်အောင်ပြီးခဲ့ကအင်္ဂလိပ်လိုသင်သောကျောင်းတစ်ကျောင်းကိုပို့လိုက်တဲ့ထိုကျောင်းမှာအလဲတန်းတစ်လျှောက်လုံးကျောင်းတက်ခဲ့သည်နောက်တော့သူကိုရန်တရန်စူးစမ်းစဉ်ကျမနှစ်တွေ့ခဲ့ရပါသည်ဘိုးစားခင်ဤထူးခြားသောဝိသေသတစ်ခုကဘယ်တန်းကိုပဲရောက်စာမညံ့ခြင်းမညံ့သည့်ထက်ထူးချွန်သည်ကပူနေသည်ဘိုးစားခင်ကစာချက်ရန်ပြောစရာမလိုသောကလေးဖြစ်သည်ပြီးတော့စာလောဘကြီးသူလည်းဖြစ်သည်ပြီးတော့အရာကိုနံပါတ်1ဖြစ်လို့သူဖြစ်သည်ဒါပေမဲ့ဘိုးစားခင်လေးကမငြိမ်းချမ်းရှာပြီသူ့ကိုကြည့်ပြီးဆရာတော်ရှင်မဟာရထသာရဤကဗျာလေးတစ်ပုဒ်ကိုကျမရွတ်မိသည်ဥစုဘူတလုံလပြင်းစွာသူ့ထက်ငါဟုအော်အင်းဝခေတ်ကပညာရှင်များစိတ်ဆက်သေးကြလှပါပြီသူ့ထက်ငါတောင်းအောင်ကြိုးစားရမှာပင်ဥစုဘူတဒီဟုသောဖြောင့်မတ်သောအဖြစ်ရှိရအောင်မည်ဟုဆိုခဲ့သည်ဘိုးစားခင်ကကြိုးစားရမှာမဖြောင့်မတ်ခဲ့သူလားဟုကျမခဏတွေးကြည့်မိသည်မဖြောင့်မတ်သူဟုဆိုရလောက်အောင်တော့သူတစ်ပါးပေါ်မှာမကောက်ကြည့်ရှာပြီဒါပေမဲ့သူကသူ့ကိုယ်သူကြည့်ပြီးစာမချက်ပဲသူများကိုသာကြည့်ပြီးစာချက်လေးရှိသူဖြစ်နေသည်စာမေးပွဲဖြေရန်အလွန်နိကတ်သောနေ့တစ်နေ့တွင်ဘိုးစားခင်ကျမထံရောက်လာခဲ့သည်ညက်ရေးပေါက်ကြီးငယ်ကြပြီးရှိုက်ကြီးတငင်ငိုးနေလိုက်ပုံကအသေးအတန်သူ့အိမ်ကဘလို့မှထိမ့်မရ၍ကျမထံခေါ်လာရခြင်းဖြစ်သည်ဘာဖြစ်လို့ငိုတာလဲစာဘာလို့ချက်မရတာလဲဘာလို့ချင်တာလဲစိတ်ရှည်လက်ရှင်နဲ့နီးမျိုးစုံသုံးမိမှသူတို့ကသမီးထက်သားသွားတော့မှာသမီးက3ရက်ဖြားလို့စာမချက်နိုင်တော့ဒီစမေးပွဲမှာသူတို့ပထမရတော့မှာပေါ့ဆိုပြီးယူကျုံမရငိုပြန်သည်တခါတော့ကလည်းဘိုးစားခင်ပြောပြသောစကားတစ်ခုကိုကျမစိုးရင်ခဲ့ရသေးသည်ရှမသိလားဟ
ဟိုတခါကလေကျောင်းဝင်ပေါက်မှာသမီးရဲ့အတမ်းမိုင်ရှာမနဲ့တွေ့တော့သမီးကရှာမမင်္ဂလာပါလို့နှုတ်ဆက်တာသိလားရှာမကသမီးကိုလှည့်တော့မကြည့်ဘူးအဲ့ဒါနောက်ဆိုသမီးဘယ်တော့မှကိုနှုတ်ဆက်တော့ဘူးတဲ့ကျမကသမီးရဲ့ရှာမကသမီးပြောတာကိုမကြားလို့နေမှာပေါ့ကိုရှာမကိုအဲ့လိုသဘောမထားရဘူးဟုပြောတော့အခါမသိပါဘူးသူဟာသူမြင်မြင်မမြင်မြင်သမီးကတော့နှုတ်ကိုမဆက်ချင်ပါဘူးကိုဟာကိုနေလိုက်တာပါပဲပြုံးပြရတာတောင်ပါညောင်းနေဟုဆိုပါသည်ကျမကသမီးရဲ့ရှာမကသမီးပြောတာကိုမကြားလို့နေမှာပေါ့ကိုရှာမကိုအဲ့လိုသဘောမထားရဘူးဟုပြောတော့အခါမသိပါဘူးသူဟာသူမြင်မြင်မမြင်မြင်သမီးကတော့နှုတ်ကိုမဆက်ချင်ပါဘူးကိုဟာကိုနေလိုက်တာပဲပြုံးပြရတာတောင်ပါညောင်းနေဟုဆိုပါသည်တငယ်ချင်းတွေနဲ့လည်းလိုက်ရောညီတွေမရှိလာပေဘာတွေမှလည်းမသိပါဘူးမုံအတူတူစားရတာနဲ့ထမင်းအတူတူစားရတာနဲ့စားအတူတူကြက်ရတာနဲ့ရှုပ်နေတာပဲပြီးတော့တယောက်နဲ့တယောက်အတွင်းစိတ်တွေကဖြင့်တဲ့လဲတဲကြတာမဟုတ်ပါဘူးဘိုးစားခင်ပြောတာဟုတ်တယ်လို့ရှိတာလည်းရှိ၏ဒါပေမဲ့သူ့စကားအလုံးကအငင်းတွေကြီးအကောင်းမြင်တစ်စက်ကလေးမှမပါတန်တရားစိတ်ကလည်းများသမီးမိဘမြတ်တာဆိုတာတစ်ခါတခါမှမယုံဘူးတကယ်တော့သားသမီးဆိုတာသူတို့ကြောင့်လူဖြစ်လာတဲ့ဒုက္ခတွေပါဘာပဲဖြစ်ဖြစ်သူတို့မှာအကုန်တာဝန်ရှိတယ်တဲ့ဖျားတိုက်ရမည်အတွေးခေါ်တွေအကုသို့ဖြစ်စေမည်အတွေးခေါ်ဘေကစပြီးဘယ်လိုဖျောက်ပေးရမလဲအစရှာနေစဉ်မှာပင်ပြုပြင်ပေးမည်သူတယောက်အတွက်အဝင်မနိုင်သောအရေးကြီးသည့်အချက်တစ်ချက်ကိုဖြတ်ကနေတွေးလိုက်ရပါသည်ရှမတိလားအန်နီကြီးကသမီးကိုဝေးပါနာဘာလို့စစ်စစ်ဆက်ဆက်မရှိဘူးတဲ့ရှမရဲ့အလုပ်တစ်ခုကပြီးသွားဖို့အရေးကြီးတာပဲဟာသမီးလေးတိလားအမြင်ကက်ကက်ရှိရနဲ့အရွက်တိုက်ပလိုက်တာဟီဟီဆိုပြီးကျမကိုပုံမွင့်လင်းလင်းပြန်ပြောတတ်သည်ရဲ့သူ့တော့ကျမတို့တငယ်ချင်းတစုစုံသောအချိန်များမှာပိုးစားခင်ကိုနိုင်တာသူ့ဆရာမပဲရှိတယ်ငါတို့တစ်မျိုးလုံးလက်မြောက်ထားရတဲ့ဟာလေးကသူနဲ့တော့အတဲ့သားဟုထိန်းချောင်းကအဖြစ်ချီကျူးခုန်တယ်လေးရှိပါသည်သို့တော်လည်းကျမခမရဲရဲတင်းတင်းဘဝင်မမြင့်ရဲရှာပြီတပည့်မကောင်းဆရာကောင်းမဟုတ်လားသူလေးကအချိန်မရွေးပြဿနာရှာတတ်သည်ကျမကသူ့ပြဿနာတွေကိုလိုက်၍ဖြေရှင်းပေးရသည်ဒီတော့ကလေးစိုးလေးကကျမကိုဖော်ပြလေသည်ဒါပေမဲ့ကျမဘက်ကဒီလောက်နှစ်ပြီးလို့မဖြစ်နိုင်သူ့ကိုတစ်သက်လုံးလဲပြဿနာမှန်သမျှလိုက်၍ဖြေရှင်းပေးနိုင်မည်မဟုတ်ကျမ၏စိတ်ထဲမှာအချိန်ရှိသမျှသူ့အတွက်အဖြေရှာနေရသည်ကျမ၏ရင်တွင်းမှုကိုသူ့အတော်ကမသိရှာပေပိုးစားခင်ကိုတကယ်လွှမ်းမိုးအုံဆိုင်နေသောကိုကြီးတစ်ခုတော့ရှိမှသိကြပါသည်ထိုအနှောင်ဖွဲ့မှသူကင်းလွတ်သွားရန်လိုအပ်သည်တဖြည်းဖြည်းနှင့်တော့ကျမနားလေသလိုရှိလာခဲ့သည်ဒေကြတာတစ်ခုကတော့ဘိုးစားခင်စိတ်ကိုပြုပြင်ပြောင်းလဲပေးနိုင်မည်သူသည်ကျမလုံးဝမဖြစ်နိုင်ဘူးဆိုသောကိစ္စပင်ဘိုးစားခင်စိတ်ကိုဖုံးလွှမ်းနေသောတိမ်မဲတိမ်တိုက်ကြီးကသူကိုယ်တိုင်ပင်သတိထားမိမည်မဟုတ်သောအရာတစ်ခုထိုအရာကလည်းသူ့စိတ်ထဲမှာပင်ရှိနေသည့်သူ့အတွေ့သူ့ယုံကြည်ချက်သူရွေးမသိရွေးခဲ့သောသူ့လမ်းခီးသာဖြစ်ပေလိမ့်မည်ဘိုးစားခင်ကကြိုးစားသူဖြစ်သည်ကြိုးစားသောကြောင့်တော်သည်တော်သောကြောင့်သူ့ကိုယ်သူယုံကြည်သည်ယုံကြည်မှုတွေလွန်ကဲအောင်သူ့အတိုင်းဝိုင်းကအလိုလိုက်ကြိုက်ဆောင်သည်ထိုသောဖြစ်ရများကြောင့်ဘိုးစားခင်၏နှလုံးသားကအလွန်အမင်းနှုသွား၏နည်းနည်းလေးမှအပြောမခံနိုင်ဝေဘာမခံနိုင်အပြစ်တင်မခံနိုင်အဆိုးဆုံးကတော့အရွက်တိုက်တတ်သောအကျင့်စုကျမသူ့ကိုလုံးဝမဝေဖန်ခဲ့ပါဒီလိုလေးလုပ်ရင်လည်းရတယ်ဒီလိုလေးတွေးရင်လည်းရတယ်ဟု၍တုံးခဲ့ရပုံတွေကျမ၏စာတင်မော်ရီသာသိလျင်ကျမကိုယူကျူးလာကြည့်ဟုပြစ်တင်ကြလိုက်ဦးမည်ကျမ၏ထို့ကြောင့်အဆက်ကလေးတစ်စက်ကိုပျောက်ပြတ်မသွားစေရန်အရင်နည်းဖြစ်ပေးဆက်သည်ဟုသာခံစားနိုင်ခဲ့သောကြောင့်ပင်မဟုတ်လျင်ကျမမှာမေလွတ်ရာဘယ်စီကိုရပါဟုညီးနေရမှအသေးချာကျမအတွက်ကံကြမ္မာကပေးသောမျက်နှာသာထွက်ပေါက်လေးတစ်ခုတော့ရှိလေရဲ့
ဘိုးစားခင်ကစာဖတ်ဝါသနာပါခဲ့ခြင်းပေါ့သူဖတ်သောစာအုပ်တွေမှာဆရာတော်ရှင်သန္တာတိကတို့ဆရာတော်ရဝေနွယ်တို့ဤစာအုပ်ကလေးများညှက်၍ထည့်ပေးရပါသည်ဖတ်ပါလိစားဟုစောင့်ကြည့်ခဲ့ရပါသည်ညကြီးအချိန်တော်ဖုန်းဆက်လျင်တခြားသူမဟုတ်မပူးစားကျမဖတ်ခိုင်းသောစာအုပ်များကိုဖတ်ပြီးပြီဆိုရင်သူကကြိုက်ရင်ကြိုက်ကြောင်းမကြိုက်ရင်မကြိုက်ကြောင်းပြောပြီးထိုစာကိုသူ့ထင်မြင်ယူဆချက်အတိုင်းပြစ်နှစ်ကြီးဝေဖန်တော့သည်သူ့ကိုသာဝေဖန်လာလျင်မကြိုက်ရှိမည်သူကဝေဖန်ရမည်ဆိုလျင်ဒင်းနေဝေဖန်ပါလေမမရရဆရာတော်အရှင်သန္တာတိကဤအနိုင်မဲ့ချမ်းသာထွက်သောနေ့ကကျမနှုတ်အုပ်ဝယ်၍ယေရှုရှင်ကိုတအုပ်လှမ်း၍ဆက်သလိုက်ပါ၏နွေရာသီကျောင်းပိတ်ရက်မှုကျမ၏ဆောင်းမအချို့ကိုလည်းထည့်ပေးလိုက်ရပါရောလားပထမဦးစွာသူကကျမ၏ဆောင်းမတစ်ပုဒ်ကိုစိတ်ဝင်စားကြောင်းပြောပါသည်ထိုဆောင်းမလေးကတစ်ဖက်နိုင်ငံသို့သွား၍အလုပ်လုပ်သောမိန်းကလေးငယ်များစွန့်ဆားဖြင့်ပြန်လာခဲ့ကြသည့်အကြောင်းမှုကလေးပီစိတ်ဝင်စားဟန်တူပါသည်နောက်သူဖတ်ဖြစ်သောဆောင်းမကလေးကအနိုင်မဲ့ပိုက်ကွန်ဟုဆိုပါသည်ပြီးတော့သူကထိုဆောင်းမနှစ်ခုကိုသူ့စိတ်ထဲမှာရောသမမွေလိုက်ဟန်တူပါရဲ့တိလားဆရာမဒီလူကုန်ကူးတဲ့ကောင်မလေးကတကယ်တော်တယ်တိလားဆရာတော်ရဲ့တရားအတိုင်းပြောရမယ်ဆိုရင်သူများနိုင်ငံမှာမတရားခိုင်ခံရတဲ့ပိုက်ကွန်ကြီးမိခဲ့တာပဲနော်ရုံထွက်နိုင်ခဲ့တာအရန်တော်တယ်ဘိုးစားခင်အတန်ကရှင်းပြီးရှင်လန်းနေသည်ဖုန်းထဲကဆိုတော့သူပြုံးနေမည်ဟုထင်နေမိတော့လဲမသိကြလားဒါပေမဲ့သိကြလားတစ်ခုရှိသည်သူလဲသူမိနေသည့်ပိုက်ကွန်ထဲမှရုံထွက်ဖို့သူနီးသူဟန်နှင့်ကြိုးစားနိုင်လိမ့်မည်ဆိုတာကျမယုံကြည်မိပါသည်ဆရာမသမီးပြောတာသဘောတူလားပိုက်ကွန်ကြီးတွေကရုံထွက်တာလေဝေဘာမအောင်ဆရာမကလည်းကျမကသူ့ကိုတမင်အင်းရှည်ကြီးဆွဲပြီးအသာလေးအတန်တိတ်နေလိုက်ပါသည်ဟယ်လိုဆရာမဟယ်လိုသူကစက်တိုက်ခေါ်နေသည်ကျမငြိမ်လေးနေပြီးအတော်ကြာမှတင်းမှာစောင့်ဖတ်ဟုပြောပါသည်ဈေးကင်လိုက်တာစီကြီးကတီးတာတောင်မြည်ပေါ်မရဘူးဟုဖုန်းထဲမှာပင်ကျမကိုနှက်ခမ်းဆူပါသည်အိုးပညာရှိသေးသေးလေးကလည်းအရသာရှိစာအုပ်ထဲကျမှစောင့်ဖတ်ပါဆိုအဲ့ဒီထဲမှာဝေဖန်ပေးမယ်ပြီးတော့လူတိုင်းအပေါ်မှာအနှောင်ဖွဲ့တင်းရှိတတ်တဲ့ကိုဟာကိုဖုံးမိနေတဲ့ပိုက်ကွန်တွေကကိုယ်တိုင်ပဲရုံထွက်ရအောင်မယ်ဆိုတာလဲဖတ်ပြီးရင်မြင်သားဖို့မမိနဲ့ဟုပြောပြီးဖုန်းချလိုက်ပါသည်ကဲဘိုးစားခင်ကြီးဖတ်ပြီးတော့ကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ထို့အကြောင်းတွေကိုနားဆင်နိုင်မှုအတွက် The Reader Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ